ကျွန်တော်များလုံးပဲမြင်လာပါတို့အန်ဖီရှိုးကနေပြီးတော့ကြိုးပါတယ်ကျွန်တော်တို့ဘာလို့တင်းကိုအများအားတင်ဆက်ပေးနေတယ်စမင်းမှာဆိုတော့မင်းညတော့ကတော့ဒါလီဗာပူးတင်းရဲ့နီးပြဖြစ်သူအာနေရှလော့ကဒါဒီကနေ့ညမှာကစားမယ်အင်တာမီလန်နဲ့ကစားမယ်ချန်ပီယံလိအဝေးပွဲပွဲစဉ်အတွက်ကိုပွဲကြိုသတင်းစာရှင်းလင်းပွဲလုပ်တယ်ဒီပွဲကြိုသတင်းစာရှင်းလင်းပွဲမှာဒါမိုဆာလာနဲ့သူ့ရဲ့ဂျားမှာရှိတဲ့ဒါ relationship ပေါ့လေသူတို့ရဲ့ဒါဆက်ဆံရေးကိုသတင်းတောက်က journalist တူကမေးတယ်ခင်ဗျားတို့ဆက်ဆံရေးကပေါ့လေခင်ဗျားနဲ့ကစားသမားကြားမှာရှိတဲ့ဆက်ဆံရေးကပြတ်တောက်သွားပြီလား break down ဖြစ်သွားပြီလားလို့မေးတယ်မေးတဲ့အခါမှာအာနေရှလော့ရဲ့အဖြေပေါ့လေအာနေရှလော့ရဲ့အဖြေကိုကျွန်တော်ကြားလိုက်တဲ့အခါမှာနည်းနည်းလေးတော့ surprise ဖြစ်သွားတယ် surprise ဖြစ်သွားတယ်ဆိုတာကဗျာအာနေရှလော့ကသူကိုယ်တိုင်ကဒါဘယ်လိုပြောမလဲသူကိုယ်တိုင်ကတကယ်ဘာမှမသိဘူးလားပေါ့လေဒီလိုဒါမှမဟုတ်သူဟန်ဆောင်ပြီးတော့ပြောသွားသလားပေါ့သူဖြေတဲ့ဖြေကတော့နည်းနည်းလေးအံ့ဩစရာကောင်းတယ်ဆိုတော့သူဘာပြောသွားတယ်လဲဆိုတော့ဒါအရင်ဦးဆုံးသူပြောသွားတာကမိုးဆာလာအခုလိုမျိုးဒါသူ့အပေါ်ကိုဒါချက်ချင်းကြီးပေါ့လေဒီ၃ပွဲစတိုက်အရန်ကုန်ထိုင်ပြီးတဲ့ပွဲစဉ်အပြီးမှာနောက်ဆုံးကစားခဲ့တဲ့လီယိုတက်နဲ့လီယူနိုက်တက်နဲ့ပွဲစဉ်အပြီးမှာဒီလိုမျိုးထပြောလိုက်တယ်ဆိုတာကတော့သူ့အတွက်တော်တော်လေးတော့ surprise ဖြစ်တယ်ပေါ့သူဒါကိုတကယ်တမ်းလဲကြိုပြီးတော့မတိထားသလိုကစားသမားတူဒီကစားသမားကဒီလောက်ထိအောင်ခံစားနေရလိမ့်မယ်လို့သူမတိထားဘူးပေါ့တို့ပေမဲ့လည်းဒါကသူ့ရဲ့ခံစားချက်အတိုင်းသူ့ရင်ထဲမှာရှိတဲ့အတိုင်းသူခံစားနိုင်တယ်ပေါ့တို့ပေမဲ့ဒါအသင်းအကြောင်းကိုတော့ဒီလိုမျိုးအကြောင်းအရာတွေကိုတော့သူ social media မှာထုတ်ပြောခွင့်မရှိဘူးပေါ့ဒါတွေကိုသူပြောတယ်ပြောပြီးတော့သူဘာဆက်ပြောတယ်လဲဆိုတော့လက်ရှိမှာမိုဆာလာကတကယ်ပဲအဲ့လိုမျိုးပွဲထွက်ခွင့်မရလို့ဒါဒီလိုမျိုး social media တို့မှာဒီလိုမျိုးပြောသွားသလားပေါ့ပွဲထွက်ခွင့်မရလို့သူ့အနေနဲ့ကဒီလိုမျိုးပြောသွားသလားဒီလိုမျိုးဖြစ်နေတာလားနောက်မှတခြားအကြောင်းအရာတစ်ခုကြောင့်ဒီလိုမျိုးဖြစ်နေတာလားပေါ့လေဒါကိုတော့သူတေချာသိအောင်လုပ်ရမယ်ပေါ့ဒါကြောင့်မလို့သူလက်ရှိမှာတော့အဖြေကိုတော့သူကိုယ်တိုင်တေချာမသိသေးဘူးမသိသေးတာဖြစ်တဲ့အတွက်မိုဆာလာဖြစ်နေတဲ့အကြောင်းအရင်းအမှန်ကိုသူအရင်ဆုံးရှာဖွေရမယ်ဘာပဲပြောမိုဆာလာလှုပ်လိုက်တဲ့ဒါလှုပ်ရက်ကအသင်းအပေါ်ကောသူ့အပေါ်ကောတကယ် respect မရှိရတော့ကြားတယ်ပေါ့ဒီအတွက်အသင်းကတော့အသင်းနဲ့သူကတော့ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုတော့ချဖို့အတွက်ဒါအကုန်လုံးကပြင်ဆင်ထားတယ်ပေါ့ဒါကြောင့်မလို့လေသူ့ကိုချလိုက်တဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကဘာလဲဆိုတာကတော့ဒါအင်တာမီလန်နဲ့ပွဲစဉ်မှာဒီကနေ့ညဘယ်လိုပြောမလဲဒီကနေ့မှာအသင်းမှာသူကမရှိတော့ဘူးဆိုတာကတော့ဒါသူ့ကိုတကယ်တမ်းချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ပြောသွားတာပြောချင်တာဗျာမနေ့က20မှာပါတယ်ဆိုပေမဲ့ squad လူချင်းမှာသူမပါတော့ဘူးမိုးဆာလာမပါတော့ဒါကြောင့်မလို့ဒါကသူတို့ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်အသင်းရဲ့ဘယ်လိုပြောမလဲအသင်းဘက်ကကြည့်ရင်ရောသူ့ဘက်ကကြည့်ရင်ရောဒါကမျှတတဲ့လုပ်ရက်တစ်ခုဖြစ်တယ်လို့ဒါသူပြောတယ်ဒါကတော့အသင်းရဲ့အထက်မှာဘယ်သူမှမရှိနေနိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုဒါအာနေရှော့ကပြောသွားတယ်ပြောသွားပြီးတော့သူ့ရဲ့ခံစားချက်အစစ်အမှန်ကိုသူကိုယ်တိုင်ခံစားလို့ရတယ်ဆိုတဲ့အကြောင်းနဲ့နောက်ထပ်ပေါ့လေမိုဆာလာအခုလိုမျိုးဖြစ်နေတဲ့အကြောင်းအရင်းအမှန်ကိုသူတေချာရှာရအောင်မယ်ပေါ့သူကိုယ်တိုင်တေချာမသိသေးဘူးအကယ်၍ဒီလိုမျိုးသူကပွဲထွက်ခွင့်မရလို့သူကဒီလိုဖြစ်တယ်ဆိုရင်တော့ဘယ်လိုပြောလဲသူဘက်ကပြန်ပြောနိုင်တဲ့အရာတစ်ခုကတော့အဲ့ဒါဆိုရင်ဒီလိုမျိုးမဖြစ်အောင်သူဘက်ကအမြဲတမ်းလိုပွဲထွက်ခွင့်ပေးရမှာလားပေါ့ခင်ဗျားလိုချင်တဲ့အဖြေကအမြဲတမ်းလိုမိုးဆာလာကိုပွဲထွက်ခွင့်ပေးလိုက်စေချင်တယ်ဆိုတော့အရာကိုခင်ဗျားလိုချင်သလားပေါ့ဂျာနယ်လစ်ကိုဒီလိုမျိုးပြန်ပြောတယ်ပြောပြီးတော့နောက်ဆုံးမှာအာနေလော့ကဘာပြောသလဲဆိုတော့ပေါ့လေလက်ရှိအသင်းမှာကဒါသူကတကယ်စူးစမ်းတဲ့ player တဦးဖြစ်တယ်သူကတကယ်တမ်းစူးစမ်းနဲ့အလုပ်လုပ်တယ်စူးစမ်းနဲ့ကစားတဲ့ကစားသမားတဦးဖြစ်တယ်အသင်းရဲ့တကယ် legendary ကစားသမားတဦးလည်းဖြစ်တယ်ဒါပေမဲ့ဒီလိုမျိုးအကြောင်းအရာတွေကိုဒီလိုမျိုး social media အထက်မှာဒါလူအများသိအောင်ပေါ့လေသူ့အနေနဲ့ကတော့ပြောမပြသင့်ဘူးအသင်းရဲ့ image တချို့ရှိသလိုသူ့ပေါ်လဲ respect တစ်ခုထားရမယ်ဆိုပြီးတော့သူကပြောသွားတယ်ဆိုတော့မိုဆာလာအနေနဲ့ကလည်းဘယ်လိုပြောမလဲဗျာမိုဆာလာကလည်းလက်ရှိမှာကျွန်တော်ဖြစ်သွားတဲ့ပြဿနာမှာလေဗျာအကောင်လုံးသိထားတယ်ဒါပေမဲ့ကျွန်တော်ပြန်ပြီးစမြုပ်တော့မပြန်ကျင်တော့ဘူးဆိုတော့မိုဆာလာကလည်းပြောလိုက်တဲ့အရာတွေထဲမှာလေဗျာသူပြောသေးတဲ့အရာရှိသလိုကျွန်တော်ရှေ့ကပြောသလိုပဲမပြောသေးတဲ့အရာတွေလည်းရှိတယ်ဒါကိုလည်းသူကိုယ်တိုင်သိထားတယ်သူကိုယ်တိုင်လည်းနားလည်ထားမယ်ထင်ပါတယ်ဒီအရာနဲ့ပတ်သက်ပြီးတော့လေဒါလက်ရှိလီဗာပူးရဲ့ကိုယ်သမားဖြစ်သူအလက်ဆင်ဘက်ကာကလည်းမိုဆာလာရဲ့ဒီသူ social media မှာသူ့ရဲ့ဒါ statement နဲ့ပတ်သက်ပြီးတော့အလက်ဆင်ဘက်ကာကလည်းပြောလာရရှိတယ်အလက်ဆင်ဘက်ကာကဘာပြောသလဲဆိုတော့မိုဆာလာကအသင်းမှာဒါကြာရှည်တော်တော်ကြာနေတဲ့ legendary ကစားသမားတဦးဖြစ်တယ်ဗောလေအသင်းရဲ့ long time form မှာလေသူကတော်တော်လေးကိုမှကောင်းခဲ့တဲ့ကစားသမားတဦးဖြစ်တယ်အဲ့ဒီအတွက်သူကအသင်းမှာဒီထက်ပိုပြီးတော့ senior တဦးအနေနဲ့ဒီထက်ပိုပြီး smart ဖြစ်ဖို့လိုအပ်တယ်ဒီထက်ပိုပြီးတော့သူကကောင်းဖို့လိုအပ်တယ်ဗျာသူ့ရဲ့စိတ်နေစိတ်ထားကဒီထက်အများကြီးပိုပြီးတော့တာဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုသူပြောတယ်ဒါပေမဲ့မိုဆာလာအခုလိုမျိုးပြောလိုက်တဲ့အရာကြီးကတော့တိတ်ပြီးတော့ smart မဖြစ်ဘူးဗောဗျာသူကိုယ်တိုင်လေးတိတ်ပြီးတော့သဘောမကျဘူးဒါပေမဲ့
သူနဲ့မိုဆာလာရဲ့ကြားမှာတော့ဒါတကယ်ကောင်းမွန်တဲ့ relationship တရက်ရှိပါတယ်ဆိုပြီးတော့ Alisson Becker ကတော့ပြောသွားတယ်ဆိုတော့ဒါကိုလီဗာပူးကစားသမားတွေကိုယ်တိုင်ကလည်းတိတ်ပြီးတော့သဘောမကျတဲ့ပုံစံမျိုးကိုကျွန်တော်တို့သွားတွေ့ရတယ်ဗျလီဗာပူးကစားသမားတွေကိုယ်တိုင်လည်းသဘောမကျဘူးဒီနေရာမှာလည်းဗျာဘယ်လိုပြောမလဲဟိုကစားသမားတွေအနေနဲ့ကလည်းတချို့ကြတော့လေဗျာဟိုစိတ်ခံစားချက်တွေကိုအရန်ဦးစားပေးလုံးရကြတယ်ဒီအခုဆိုရင်ကြည့်ပါလေဗျာမိုဆာလာဆိုရင်ဘာမှမဟုတ်တဲ့ကိစ္စဗျာဒါဆိုရင် तू ဘယ်လိုပြောမလဲ तू အေးအေးဆေးဆေးဖြည့်ရှင်းလို့ရတဲ့ကိစ္စအမှန်တကယ်ဆိုရင် तू ကဒီတပွဲနှစ်ပွဲပြီးသွားပြီဆိုရင် तू ကဒါအီဂျစ်ကိုသွားရတော့မှာအီဂျစ်သွားရတော့မယ့်အနေအထားမျိုးမှာ तू ကပွဲကစားခြင်းပွဲမကစားရပွဲမကစားရဘဲနဲ့ तू အီဂျစ်ကိုမသွားခြင်းဆိုတော့ तू ကအဲ့လိုမျိုးခံစားချက်ကို तू ကဒါအေးအေးဆေးဆေးမညှိနှိုင်းမဲနဲ့မဖြည့်ရှင်းမဲနဲ့ဗျာ तू က social media ကြီးကိုအုံတိုင်းဆိုပြောတော့ तू ကပြောလိုက်တကယ်တမ်းဆိုရင် social media ကနေရာတိုင်းမှာကျွန်တော်တို့ပြောနေလို့မရဘူးဗျာနေရာတိုင်းမှာ social media ကိုပေါ်ပြနေလို့မရဘူးဟိုကိုယ်ခန္ဓာချက်ကိုတစ်ခါလေကျန်ကိုယ့်ဘက်ကိုတင်ထားဖို့အတွက်လိုအပ်တယ်ပေါ့လေဒါကိုလည်းမိုးစာလင်းနဲ့ကောင်းကောင်းသိမယ်လို့တော့ထင်ပါတယ်သူ့ရဲ့စိတ်ခံစားချက်ကိုသူကိုယ်တိုင်လည်းမထိန်နိုင်လိုက်တာလည်းဖြစ်ကောင်းဖြစ်ပါမယ်အဲ့ဒီအတွက်သူ့ခံနောက်ဆက်တွေခံစားနေရတဲ့အရာတွေကအခုလက်ရှိမှာဆိုရင်အသင်းရဲ့ squad လူချင်းကနေထုတ်ပေးခံလိုက်ရတယ်သူအနေနဲ့ Egypt ကိုသွားရတော့မယ် Egypt သွားရတဲ့နေမှာလည်းလီဗာပူးအသင်းထံကိုပြန်လာမလားပြန်မလာဘူးလားဆိုတာလည်းမသိကြဘူးနောက်ဆုံးမှာကိုယ်လီဗာပူးအသင်းကတော့တကယ် legendary တူးကိုဒီလိုမျိုးဘယ်လိုလဲနည်းနည်းလေးစိမ့်ကားပုံစံမျိုးနဲ့နှုတ်ဆက်ရတော့မယ်ဆိုတဲ့အနေအထားမျိုးကိုတော်တော်လေးနီးစပ်လာဒီချိန်မှာလည်းသူ့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ sorry club တွေကလည်းသူ့ကိုတောက်လျှောက်ကန်လန်းနေတယ်လို့ကြားရတယ်နောက်ဆုံးရတဲ့တချို့အရာဆိုရင်ဟာလီအသင်းကတော့မှပဲသူ့ကိုသဘောကျတယ်ပေါ့သူ့ကိုဒါဘယ်လိုပြောမလဲပေါင်65ပေါင်6တန်း60ဝန်းကျင်ပေါ့လေငါ55တန်း60ဝန်းကျင်နဲ့ကန်လန်းတော့မယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တို့တောက်လျှောက်ကြားရတယ်အဲ့ဒီပြင်ကမှ major league club တွေကလည်းသူ့ကိုသဘောကျတယ်ဆိုပြီးတီးထားရတယ်ဆိုတော့မိုဆာလာနဲ့ပတ်သက်ပြီးတော့ကတော့ဗျာကျွန်တော်တို့ကလက်ရှိမှာဆိုရင်သူဒီဆောင်းရည်ဒီမှာထွက်တော့မလားမထွက်တော့ဘူးလားဆိုတာကကျွန်တော်သေချာပြောလို့မရတော့ကျွန်တော်ရှေ့ရက်ပိုင်းတော့ကျွန်တော်ပြောလို့ရတယ်ရမိုဆာလာကဆောင်းရည်ဒီမှာတော့သူထွက်နိုင်ခြင်းမရှိဘူးတွဲမဲ့လက်ရှိသူ့ရဲ့ဒီ statement ကြောင့်ပဲသူဒီဆောင်းရည်ဒီမှာသူအသင်းကနေပြီးတော့ထွက်ခွာမလားမထွက်ခွာဘူးလားဆိုတော့ကျွန်တော်သေချာပြောလို့မရတော့ဒါကြောင့်မလို့မိုဆာလာအနေနဲ့ဒါသူ့ရဲ့အနာဂတ်ကိုဘယ်လိုမျိုးဆုံးဖြတ်သွားမလဲဒါကိုပဲကျွန်တော်စောင့်ကြည့်ရမှာပေါ့လေအာနေရှ်လောကတော့သူကတော့ပြောတာရှင်းပါတယ်သူကလက်ရှိမှာဆိုရင်အသင်းကိုလည်းသူကအကောင်းဆုံးဆိုတဲ့အရာတွေကိုသူလုပ်ပေးနေတာပေါ့ဒါကြောင့်မလို့ဒါဘယ်လိုပြောမလဲဗျာသူပြောလေသူစကားပေါ့ဒါကြောင့်မလို့သူ့အနေနဲ့သူအထက်သူ့ရဲ့ဒါဘယ်လိုလဲသူ့ရဲ့ image ပြီးရင်အသင်းရဲ့ image နဲ့ပတ်သက်ပြီးတော့စော်ကားလာရင်တော့သူတို့ဘက်ကနေပြီးတော့ဒါပြက်တတုံ့ပြန်မယ်ဆိုတဲ့သဘောမျိုးကိုတော့ပြောသွားတယ်အာနေရှ်လောကတော့ဆိုတော့ဒါတွေကိုပြန်ကြည့်ရမယ်ဆိုရင်ဒါလီဗာပူးအသင်းအနေနဲ့ကလက်ရှိအဝေးလဲကန်းထဲမှာကပြဿနာရက်ကကြီးမားနေတော်လေးပုံမှာကြီးမားနေပြီဒါကိုလည်းလီဗာပူးအသင်းဘက်ကနေပြီးတော့ FFG ဘက်ကနေပြီးတော့တေချာလေးပြန်ပြီးတော့ manage လုပ်ဖို့လိုတယ်ဒီတိုင်းနဲ့ဆက်သွားမယ်ဆိုရင်အသင်းကကွင်းတွင်းမှာလည်းရလက်မကောင်းပါဘူးဆိုမှကွင်းပြင်ပဝေလဲကန်းထဲမှာပါပြဿနာတွေကများနေပြီဆိုရင်တေချာဒီအသင်းတစ်သင်းအနေနဲ့အောင်မြင်ဖို့ဆိုတာကကျွန်တော်တို့တေးကြပါတယ်နောက်ထပ်2နှစ်3နှစ်ထိထပ်ဆောင်ရအောင်ပါဒီလိုမျိုးပုံစံမျိုးနဲ့ဒါဒီရာဒီမှာအောင်မြင်မှုတော့မရနိုင်ဘူးဒါကျွန်တော်တေးကြပေါက်ပြောလို့ရတဲ့အရာတခုဗျာဒီလိုမျိုးစီးလုံးမှုမျိုးနဲ့ဒီလိုမျိုးကစားသမားတွေရဲ့ statement တွေခဏထုတ်နေတဲ့ပုံစံမျိုးနဲ့ဘယ်လိုမှအောင်မြင်မှုမရနိုင်ပါဘူးဒါကြောင့်မလို့အဝေးလဲကမ်းမှာရှိတဲ့စီးလုံးမှုကိုဒီထက်ပိုပြီးတော့မြင့်တင်တင်တယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်ကိုတွေကရောဒီမိုဆာလာပေါ်ကိုအာနေရှ်လို့ပြောသွားတဲ့အရာနဲ့ပတ်သက်ပြီးဘယ်လိုမြင်ရလဲတခြားလောက်ဆွေးနွေးကြပါဦးကျွန်တော်လည်း like subscribe လုပ်ပေးတာပါဦးဗျာကျေးဇူးများကြီးတင်ပါတယ်